မင်္ဂလာပါရှင်ထက်ရီပါ Brand You Life Mastery Coaching Program လေးနဲ့မိတ်ဆက်ပေးချင်ပါတယ် Brand You အနေနဲ့ကျွန်မ Life Coaching Professional Executive Coaching တွေလုပ်ပေးခဲ့တာဆိုရင်အခုဆို12နှစ်13နှစ်လောက်ရှိပါပြီအဲ့ဒီ experience တွေနဲ့ပူပေါင်းပြီးတော့ကျွန်မက program အသစ်လေးတစ်ခု create လုပ်လိုက်တာဖြစ်ပါတယ်ပို့ပြီးတော့ long term impact လေးရှိမယ်ပြီးတော့ internal နဲ့ external မှာပို့ပြီးတော့ alignment ဖြစ်စေမဲ့ harmonious ဖြစ်စေမဲ့ approach မျိုးပို့ပြီးတော့သွားချင်လာတယ်အဲ့အတွက်ကြောင့် pathway 3ခုလေးစီစဉ်ထားပါတယ်ဒီ program မှာပထမဆုံး pathway ကဘာလဲဆိုရင် destiny and strategy pathway လို့ခေါ်ပါတယ် destiny and strategy pathway ကဘယ်လိုလူတွေအတွက်လဲဆိုရင်ကိုယ့်ရဲ့ life purpose ကိုပြန်ပြီးရှာဖွေခြင်းတဲ့လူတွေအတွက်ဖြစ်ပါတယ်vision ကိုပြန်ပြီးတည်ဆောက်ခြင်းနဲ့ purpose ရှာခြင်းနဲ့ကိုယ့်ရဲ့အားသာချက်တွေကိုသုံးပြီးတော့ကိုယ့်ရဲ့ life ကို redesign ပြန်လုပ်ခြင်းနဲ့ဒါမှမဟုတ် design စပြီးတော့လုပ်ခြင်းနဲ့ကိုယ့်ရဲ့ fulfillment ကိုရှာခြင်းနဲ့ကိုယ့်ကို fulfill မဖြစ်အောင်ဒါမှမဟုတ်ရင်မအောင်မြင်အောင်တားဆီးထားတဲ့ pattern တွေကဘာတွေရှိတယ်လဲပေါ့အဲ့ဒီ pattern တွေကိုကြော်လွှားပြီးတော့အလုပ်လုပ်ခြင်းနဲ့အဲ့လိုလူတွေအတွက် framework လေးတစ်ခုတည်တံ့လုပ်ပေးထားတာဖြစ်ပါတယ် Destiny and Strategy Framework လို့ခေါ်ပါတယ်အဲ့ဒီ framework ထဲကနေသွားမယ်လူတစ်ယောက်အနေနဲ့ဒီ pathway တွေကိုသွားလိုက်ပြီဆိုလို့ရှိရင်ကိုယ့်အကြောင်းကိုအများကြီးပိုသိလာမယ်ကိုယ့်ရဲ့ reaction တွေကိုယ့်ရဲ့ action တွေကဘယ်ပေါ်မှာမူတည်နေတာလဲဒါဆိုရင်ကိုယ့်ကိုပြန်မေးလို့ရပြီငါဘယ်လမ်းကြောင်းကိုရှောက်ချင်တာလဲဘဝမှာဘာလိုချင်တာလဲပေါ့strategy tools တွေအများကြီးရှိတယ်ဒါပေမဲ့ကိုသုံးတဲ့ tool တွေကိုနဲ့လည်းကြိုက်ရမယ်ကိုလည်းရေရှည်သုံးနိုင်ရမယ်ပြီးရင် enjoy ဖြစ်ရမယ်သွားနေတဲ့ process အပေါ်မှာကိုကယုံကြည်မှုရှိပြီးတော့ results တွေတကယ်ရရမယ်အဲ့လိုမျိုးကျွန်မကတိဆောက်ထားတာဖြစ်ပါတယ်ဒီ program လေးကိုကနောက်ထပ် pathway တစ်ခုကတော့ personal branding professional branding ကိုfocus ထားခြင်းတဲ့လူတွေအတွက်ပါဒီ pathway ကိုတော့ကျွန်မက personal branding coaching pathway လို့နာမည်ပေးထားတယ်သူ့နာမည်လေးအတိုင်းပါပဲအဲ့ဒီမှာ brand you ဆိုတဲ့ framework လေးတစ်ခုကိုသုံးမှာဖြစ်ပါတယ်ဒီ brand you ဆိုတဲ့ framework ကလူတစ်ယောက်ကို recha လေး identify လုပ်ပြီးတဲ့အခါကျတော့ကိုလည်းကိုယ့်ရဲ့ inner self နဲ့ကိုယ့်ရဲ့ inner values တွေနဲ့ကိုက်ညီတဲ့ brand တစ်ခုရှေးခံတဲ့နာမည်ကောင်းတစ်ခုကိုကိုယ့်ရဲ့ society ထဲမှာဒါမှမဟုတ်ရင် professional industry ထဲမှာတိစောက်ချင်တဲ့လူတွေအတွက်ရည်ရွယ်ပါတယ်အဲ့တော့လူတစ်ယောက်အနေနဲ့ကိုယ့်ရဲ့personal brand professional brand ကိုအချိန်အတိုင်းအတာတစ်ခုထဲမှာအမြန်ဆုံးနဲ့တကယ်ကိုစနစ်အကျဆုံးတိစောက်ချင်တဲ့လူတွေအတွက်ဘယ်ကနေစရမလဲဆိုတာဘယ်ကိုသွားရမလဲဆိုတာတွေကနေအစအသေးစိတ်စီမံထားတဲ့ program လေးတစ်ခုဖြစ်ပါတယ်ဆိုတော့ဒီ pathway ကိုသွားတဲ့လူက personal life professional life social life သို့မဟုတ် digital life မှာprofessional brand ကောင်းကောင်းရသွားမယ် personal brand ကောင်းကောင်းရသွားမယ်ဒါဆိုရင်ကိုယ့်ရဲ့ရေရှည်ဆက်သွားခြင်းနဲ့ပန်းနိုင်တွေကိုအထောက်အကူပြုမှာပဲဖြစ်ပါတယ်နောက်ဆုံး pathway ကတော့ business တွေအတွက်ပါ small business တွေဖြစ်မယ် entrepreneur တွေဖြစ်မယ်ကိုယ့်ရဲ့ business ကိုတည်တည်ချာချာလေးတည်ဆောက်ချင်တဲ့လူတွေအတွက်အခြေခံရမယ်တေချာတဲ့ results တစ်ခုအတွက်တည်ဆောက်ထားတဲ့ framework ဖြစ်ပါတယ် business owner တွေအနေနဲ့စတင်တဲ့အချိန်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြေအနေတစ်ခုရောက်လာပြီဆိုလို့ရှိရင်ပြန်စဉ်းစားရတယ်ရှိတယ် redesign ပြန်လုပ်ရတယ်ကိုယ့်ရဲ့ business ကကိုရေရှည်မှာဘယ်လောက်ထိအောင်support ပေးမှာလဲဒီသွားနေတဲ့ direction ကမှန်ရဲ့လားဒါမျိုးတွေပြန်သုံးသပ်ရတာရှိမယ်ပြီးရင်ကိုယ်တိုင်နဲ့ကိုယ့်ရဲ့ internal team ကရောဒီ brand umbrella အောက်မှာကိုယ့်ရဲ့ business ရဲ့ umbrella အောက်မှာသူတို့ရောတပြိုင်နက်တည်းပါနေရဲ့လားသူတို့ရောတိုးတက်နေရဲ့လားအများကြီးစဉ်းစားရပါတယ်အဲ့ဒီမှာကျွန်မက framework လေးတစ်ခုရှိတယ်ဒီ framework ထဲမှာသွားရမှာဖြစ်ပါတယ်ဒီ business strategy pathway ကိုရွေးချယ်တဲ့လူอ่ะပေါ့နော်အဲ့တော့ကိုယ်တိုင်နဲ့ကိုယ့်ရဲ့ team ကိုအကောင်းဆုံးတည်ဆောက်ချင်တဲ့လူတွေအတွက် system တွေ structure တွေ process တွေ strategy တွေမှန်ရဲ့လားဘာတွေလိုအပ်တယ်လဲ department တွေမှာဘာတွေလိုအပ်တာမျိုးရှိတယ်လဲစသဖြင့်တစ်ခုချင်းစီကိုကျွန်မကအသေးစိတ်ကြည့်ပေးမယ် program လေးဖြစ်ပါတယ်ပြီးရင်လိုအပ်တဲ့ဟာလေးကို intervene လုပ်ချင်လဲလုပ်မယ်ပေါ့ရေရှည် long term plan ဆွဲချင်ဆွဲမယ်ဒါမျိုးလေးတွေလုပ်မှာပါအဲ့တော့ဒီ pathway လေးကိုရွေးသွားတဲ့လူက6လပြီးတဲ့အချိန်ကြာလို့ရှိရင်ကိုယ့်ရဲ့ brand မှာ
ကိုယ့်ရဲ့ business ပေါ့ business မှာ brand တစ်ခုလည်းကောင်းကောင်းရလာမယ်ပြီးရင် business ကိုအခြေခံစေတဲ့ strategic pathway တစ်ခုပေါ့လေပြောရမယ်ဆိုလို့ရှိရင်တော့အဲ့တော့တယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူး business တစ်ခုနဲ့တစ်ခုလည်း nature ချင်းလည်းမတူဘူးပြီးတော့ owner ရဲ့ mindset owner ရဲ့ behavior ပြီးရင်လက်ရှိရှိနေတဲ့ team ကဘယ်လိုလဲဒါတွေကတယောက်နဲ့တယောက်တူမှာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ very specialized သွားရမယ့်ဟာမျိုးတွေတော့ဖြစ်တယ်ပေါ့လေကိုရိုင်းရဲ့ကိုယ့်ရဲ့ team က trust ရှိအောင်မကပဲ market ကနေကိုယ့်ဘာ trust ရှိလာအောင်ဘယ်လိုမျိုး create လုပ်မလဲဘယ်လိုပုံစံနဲ့သွားမလဲဘယ်လို communicate လုပ်မလဲဘယ်လို brand narrative တွေဖန်တီးမလဲအဲ့လိုအပြင်ဘက်ကလူတွေရဲ့ trust ကိုရအောင်ဖန်တီးနေတဲ့အချိန်အတွင်းမှာပဲ internal ထဲမှာဘယ်လိုမျိုး structure ကြအောင်တည်ဆောက်မလဲစသဖြင့်ကျမကတော့အမြဲတမ်း inner နဲ့ outer ကို align ဖြစ်အောင်စဉ်းစားတယ် harmonious ဖြစ်ရမယ်လူတစ်ယောက်ပဲဖြစ်ဖြစ် business ပဲဖြစ်ဖြစ်အဲ့ဒါမှတစ်ခုခုကိုအရင်ကြီး focus သွားလုပ်တဲ့အချိန်မှာနောက်တစ်ခုမှမလွတ်သွားမှာအကုန်လုံးကိုတပြိုင်နက်တည်းအပေါ်စီးကနေကြည့်ပြီးတိဆောက်ခြင်းအပြင်နည်းနည်းတော့လုံးရမယ်ဒါပေမဲ့အားသာချက်ရှိတယ်အခြေခိုင်သွားမယ်ကိုလုံနေတဲ့အလုပ်တွေကကိုလှုပ်ချင်တဲ့အလုပ်ဖြစ်တာသိကြတယ်ကိုသွားချင်တဲ့ vision ကိုရောက်မှသိကြတယ်ဆိုတော့ clarity မျိုးရသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ program တွေကဒီ pathway တွေကဘာပေးမှာလဲဆိုလို့ရှိရင်ပါဝင်တဲ့ participants တွေကို clarity ပေးမှာကိုသွားချင်တဲ့ direction ပေါ်မှာကိုရွေးချယ်တဲ့ pathway ပေါ်မှာမူတည်ပြီးတော့ clarity ပေးမှာ confidence ပေးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လေကျွန်မက exclusive ပုံစံနဲ့သွားချင်တာပါအဲ့တော့ကျွန်တော်တို့ very limited အခုဆိုလို့ရှင် seat တွေကလည်း filling up ဖြစ်နေပါပြီပေါ့အဲ့တော့ limited တော့ဖြစ်တယ်ဒါပေမဲ့အဲ့ limited program လေးကိုကျွန်မအချိန်လုံလောက်တဲ့အချိန်တစ်ခုပေးပြီးတော့ run ချင်တယ်အဲ့တော့ဒီ6 months ပေါ့6 months မှာဆိုရင်သေချာပေါက်တကယ်အလုပ်လုပ်တဲ့သူက results ရကိုရတယ်အဲ့တော့ဒီ6 months မှာ exclusive ကျွန်မရဲ့ coaching တွေရမယ် exclusive community ထဲမှာရှိမယ်ပြီးလို့ရှိရင်အနီးကပ်ပေါ့နော်အနီးကပ်ကျွန်မက mentor တယောက်အနေနဲ့ coach တယောက်အနေနဲ့ကိုရိုင်းကိုဒါမှမဟုတ်လို့ရှိရင်ကိုရဲ့ business ကိုတည်တည်ချာချာလေးကြည့်ပေးနေမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ seat တွေ fill up ဖြစ်သွားလို့ရှိရင်တော့ကျွန်မတို့ကဒီ6လအတွင်းမှာcoach ရဆက်လက်မခံတော့ဘူးပေါ့နော်အဲ့လိုမျိုးစဉ်းစားထားတယ်တေချာလေးကျွန်မက results ထွက်အောင်အသေးစိတ်ကလေးကို mentor လုပ်ပြီးတော့ကြည့်ပေးချင်လို့ဖြစ်ပါတယ်ဆိုတော့ဒီ program လေးကို try မယ်ဆိုလို့ရှိရင်အသေးစိတ်ကို message ပို့ပြီးတော့မေးမြန်းနိုင်ပါတယ်အဲ့တော့ pathway 3ခုရွေးလို့ရပါတယ်ကိုရဲ့ life destiny နဲ့ strategy ကိုပြန်ရှာဖွေနေတဲ့လူမျိုးလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့ personal brand professional brand ကိုတိဆောက်ချင်တဲ့လူမျိုးလားဒါမှမဟုတ်ရင်ကိုယ့်ရဲ့ business strategy ကို long term အတွက် planning လုပ်နေတဲ့လူဒါမှမဟုတ်ရင်ပြန်ပြီးတော့တိဆောက်ချင်တဲ့လူပြန်ရှာဖွေချင်တဲ့လူပြန်ပြီးတော့ market ထဲမှာ expand လုပ်ချင်တဲ့လူမျိုးလားဘာဖြစ်ချင်တာလဲပေါ့နော်အဲ့တော့ကိုဖြစ်ချင်တဲ့ပုံမှာ မူတည်ပြီးတော့တကယ်ကို results ထွက်အောင်လုပ်ပေးချင်တဲ့ program လေးတစ်ခုဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုလို့ရှိရင် page မှာ message ပို့ပြီးတော့မေးမြန်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်